အားလုံးဆိုရမယ်ဒါမှဖြစ်ရတယ်အရှိဘက်ကိုမဲနေတော့လူကြီးရဲ့အာယုံကအနောက်ဘက်ကအတန်းရှင်စီကိုရောက်သွားပါတယ်ဦးပြီးပြောင်ပြောင်တင်ကန်းဝင်တဲ့ရဟန်းမျိုးတစ်ပါးအသားညူညူအရက်9ပေ9လက်မှခန္ဓာကိုယ်ကတေးသေးသေးသေးဟာဥပညာအကြောင်းတကြတော့ချမ်းသာရထုံးကုန်းကလူများကရှယ်ကနေဖြစ်သွားပါတယ်မြည်သည့်ရက်ကလာမမသိပဲဒုတ်သားများကင်ဆောင်လာတော့လူ10ယောက်ခန့်ကသာရဟန်းမျိုးကိုကြောင်ကြည့်နေကြပါတယ်ဒါပါဖြစ်နေတယ်လို့မင်းနေလေဒကာတို့ဒါတဲ့ဒီအရှင်ဒကာကြီးဦးသန်းရောလူကြီးအဝိုင်းခံနေရတော့အိမ်ထဲကအသက်50ခန့်လူကြီးတူလက်အုပ်ချီလေးထွက်လာပါတယ်သူ့နောက်မှာအသက်20ခန့်အပြူမာလေးတူကတုံတုံကြီးနဲ့ကတ်လိုက်လာပါတယ်တပည့်တော်တို့ရှိပါတယ်ဖေဟာကြောက်လုံးလုံးပုံနေကြတာပါဦးစင်းလေးကဒုတ်သားကင်ထားတဲ့သူများဘက်ကိုလှည့်လိုက်ပါတယ်ကဲဒီရဒကာတွေကဘာဖြစ်လို့လက်နဲ့နေနဲ့အိမ်ကိုဝိုင်းနေကြတာလဲဒကာတို့ကဘယ်ရလဲလူအုပ်ထဲကအင်ကြီးဗလာချင်းနဲ့ရှမ်းမောင်းဝီဝထားသောသူကဦးစင်းလေးရှိကိုရလိုက်ပါတယ်သူ့လက်ထဲမှာလဲဒလွတ်ကိုကင်ထားပါတယ်တပည့်တော်ကစိန်မန်းကပေါက်ကြော်ကြီးပါဗျာမန်းလေးကဗမာတွေကိုတတ်ဖို့လှုံ့ဆော်မဲ့ရန်ကုန်ကကလားတယောက်ဒီအိမ်မှာရောက်နေတယ်လို့သတင်းရလို့လာဝိုင်းတာပါဦးစင်းလေးစိန်မန်းရမှာပေါက်ကြော်ကြီးဆိုတာနဲ့လာရောက်ဆက်စုသောလူအုပ်ကအနှံ့ကြားဖြစ်သွားရပြန်ပါလေစိန်မန်းပေါက်ကြော်ကြီးတာယာဝရီမင်းလက်ထက်ကြေးလိုက်တော်လူသက်ကြီးမောင်လာရဲ့အဆက်အနွယ်ရှင်ဘရင်လက်ထက်မျိုးရိုးစင်ဆက်ဘကွက်အာနာသာတူသက်အလုပ်များလုပ်ခဲ့သူများကဆင့်သက်လာသူပထမကဘာစစ်ပြန်စစ်သားတူကိုကံပညာကျွမ်းကျင်ပြီးလက်ရဲဇက်ရဲတက်ရဲဖြတ်ရဲလူမိုက်လို့နာမည်ကြီးသူဂလုံစောရဲ့မျိုးချစ်ပါတီဝင်ဖြစ်ပြီးမန်းလေးဝင်းရဲတို့တက်များရဲ့ဘိုးလို့ဝဲခံနေသူလည်းဖြစ်ပါတယ်လူအုပ်ကြီးကပေါက်ကြော်ကြီးနာမည်ကြားတာနဲ့အထိတ်တလန့်ဖြစ်နေတော့လေဦးစင်းလေးကိုပညာကမူခက်အေးပင်ဟေးဒီမဲ့တကဒီချမ်းသာရထုံးကုန်းနဲ့ပလိုင်းရမှာကျုပ်တို့ဘုန်းကြီးကျောင်းနေတဲ့အများကြီးပါဒီကိစ္စမျိုးတကယ်ဖြစ်တယ်ဆိုရင်တော့ကျုပ်တို့အရက်ကလူတွေအရင်သိစင်တာပေါ့အခုတော့ဘာမှသိချာမသိပဲနဲ့ကျုပ်တို့အရက်သားတယောက်ရဲ့အိမ်ကိုဝိုင်းတော်ဝန်းတော်မျိုးတော့ဦးစင်းတို့ကလက်မခံဘူးမောင်ဦးစင်းပါသိတယ်ဖေရန်ကုန်ကကလားတွေတက်လို့ဗမာတွေသေးကုန်ပြီဒီရန်ကုန်ကလာတဲ့ကလားကိုထုတ်ပေးရင်ပြီးပြီဖေကျန်တဲ့လူကိုတပည့်တော့ဘာမှမလုပ်ဘူးဒကာတို့ဒီသတင်းကိုဘယ်ကကြားတာလဲဒကာကြီးဦးသန်းစီမရောတကယ်ပဲအဲ့ဒီကလားရှိနေတာလားတင်မရှိတော့ရှိပါတယ်ဖေဒါပေမဲ့သူတို့ပြောသလိုလာတာမဟုတ်ပါဘူးဖေတပည့်တော်အောက်ပြီးတွန်တေးဘက်မှာလွှာသမားဘွားတော်ကတပည့်တော်ကိုစောင့်ရှောက်ထားတဲ့ကလားရှင်ကြီးမစ္စတာဟာရန်ဆန်ရဲ့တားကလေးပါဖေအခုသူ့ဖေအေကြီးလည်းတိမ်ပါရန်ကုန်မှာလည်းစူးစူးပူပူတွေဖြစ်နေထိုင်စားတော်ကြီးကလည်းတဲအဆင်မပြေတာနဲ့တပည့်တော်တို့လွှာဝိုင်းမှာအလုပ်ကလေးလုပ်အောင်တက်လာတာပါဖေသူတို့ပြောသလိုတော့မဟုတ်ပါဘူးယူနို့ကလူကောင်ကြီးကသာထွားနေတာအသက်က14နှစ်ပဲရှိပါသေးတယ်ဖေဟောတွေ့ပြီလားဦးစင်းယူနို့တဲ့တေးကြပြီအဲ့ဒီကလားကိုထုတ်ပေးပေါက်ကျော်ကြီးကတရှိကိုဝင့်ကအိမ်ထဲကိုကြော်ဝင်ရန်ပြင်လိုက်ပါတယ်ထိုအချိန်မှာဦးစင်းကိုပညာကပေါက်ကျော်ကြီးရဲ့တရှိကန်သောလက်ကိုဘယ်လက်နဲ့ရုတ်တရက်ပင့်ထုတ်လိုက်ပြီးညာလက်ကလက်ဝဆောင်နဲ့ရိုက်ချလိုက်သဖြင့်ဓာဟာမြေပြင်ပေါ်ကိုလွတ်ကျသွားပါတယ်ပေါက်ကျော်ကြီးမှာရုတ်တရက်ခံလိုက်ရသဖြင့်အားတင်သွားပါတယ်ဒေါသလည်းထွက်သွားပြီးမြေကြီးပေါ်မှာကျသွားတဲ့တရှိကိုကုန်းကောက်ခါဦးစင်းလေးကိုလွှဲခုတ်ရန်ကြံစီလိုက်ပါတယ်သို့တော်သူ့ရှိမှာတင်ကန်းပုံသာရှိပြီးဦးစင်းလေးမရှိတော့ပေါက်ကျော်ကြီးပြူးကြောင်ဖြစ်သွားပါတယ်ဦးစင်းလေးဘယ်ရောက်သွားသည်မသိတကယ်တော့ပေါက်ကျော်ကြီးဓာကုန်းကောက်နေစဉ်မှာဦးစင်းလေးကတင်ကန်းကိုပုံချကာလူအုပ်ထဲလှစ်ကနေကိုရောင်ဖြောက်ဝင်သွားခြင်းပင်ကျုပ်နောက်ပါတကားပေါက်ကျော်ကြီးနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဦးစင်းလေးကအပေါ်ပိုင်းပလာခြင်းနဲ့တင်းပိုင်ကိုခတ်တူလိတ်စီးကခါးထောက်မတ်တက်ရနေတာတွေ့လိုက်ရပါတယ်လူအုပ်ကြီးမှာပေါက်ကျော်ကြီးနဲ့ကိုပညာတို့ရဲ့ပွဲကိုမျက်တောင်မခတ်တန်းကြည့်နေရပါတယ်ပေါက်ကျော်ကြီးကကိုပညာကိုစိုက်ကြည့်ကဦးစင်းစကောက်လိုက်ခုဟီလို့မေးလိုက်ပါတယ်ဟာလိုက်ခေါက်လို့ကိုပညာကဖြေလိုက်ပါတယ်လိုက်ခုဟီချင်းကောက်ခါလိုက်ခါပေါက်ကျော်ကြီးကဆက်မေးလိုက်ပါတယ်ဟာလိုက်ခါကိုပညာနဲ့ပြန်ဖြေပြီးတာနဲ့တပြင်းတည်းမြေလင်းကိုဖျောက်နဲ့ပေါက်လိုက်ပါတယ်မြေကြီးများဖွာကနေဆင်ထွက်ကုန်ပါတယ်ထို့နောက်ဘဲချင်နဲ့ညာချီကိုတရောင်းတွားကန်ခွဲကာကို60ဒီဂရီယူပြီးရက်လိုက်ပါတယ်ဘဲလက်သီးကိုဆုပ်ပြီးလက်ဖြံကိုနှစ်ဖူးနဲ့တထွာကွာ90ဒီဂရီထောင်ထားကညာဘက်လက်သီးကိုခါမှာကက်လျက်အသင့်အနေထားနေလိုက်ပါတယ်ရပါပြီဦးစင်းအခုဦးစင်းနဲ့မတိုက်ချင်သေးပါဘူးအခုချိန်အရေးကြီးတာကအမျိုးဘာသာသာသနာအတွက်ဒီရန်ကုန်ကလာတဲ့ကလားကောင်ကိုကျုပ်တို့လည်းအပ်ဖို့ပဲဒီမှာတကားဒါချမ်းသာရထိုးဖို့ရဲကွာဒီမှာရှိနေတာကျုပ်တို့အရက်သူရက်သားတွေကြီးပဲကျုပ်ကလည်းဒီချမ်းသာရအကြောင်းကပဲဘွဲ့အမီကဥပညာတဲ့လွှာဝိုင်းဆရာကြီးဦးတန်းဆိုတာကျုပ်တို့အရက်သားမလို့ကျုပ်တို့စောင့်ရှောက်ရမှာပဲသူ့အိမ်လာတဲ့ဧည့်သည်ကကျုပ်တို့ဧည့်သည်ပဲ
သူလည်းမဟုတ်တာလုံးမဲ့အဲ့တွေကိုလက်ခံမဲ့သူမျိုးမဟုတ်ဘူးတကားတို့နိုင်ငံရေးတွေဘာတွေကျုပ်တို့ကတိတ်နာမလဲပါဘူးအခုဒီတကားကြီးလည်းရှင်းပြပြီးပြီအသက်14-15နှစ်ရွယ်ကလေးတစ်ယောက်ပါတဲ့ဒီတော့ကောလာဟာလာတွေကြောင့်ဖြစ်တဲ့အပြစ်မရှိဧည့်သည်တယောက်ဒုက္ခရောက်မဲ့အရေးကိုတော့ဦးစင်းတို့ကကာကွယ်ပေးရမှာပဲဝိုင်းအောင်ကြည့်နေသောချမ်းသာရထုံးကုန်းရက်ွက်ခံများနဲ့ပလိုက်ရက်ွက်ခံများတွေကထောက်ခံသောအတန်များထွက်လာပါတယ်ပေါကျော်ကြီးကမေယိုကြီးများထောင်ထလာတဲ့အထိအံကိုကြည့်လိုက်ပြီးဟာဒီဖုန်းကြီးတော့နားမလဲပါမလဲနဲ့သူရဲကောင်းလာလို့နေတဲ့သေတော့မှာပဲဦးစင်းလေးကပြောလိုက်ပြီးတင်းပိုင်ရားထဲမှာထိုးထားတဲ့ဓမြောင်ကိုဆက်ခနဲထုတ်ခါပေါကျော်ကြီးရဲ့ခြေထောက်ရှိမြေပြင်ကိုပေါက်ထလိုက်ပါတယ်ပေါကျော်ကြီးကခြေတစ်ဖက်ကိုမြောက်ပြီးနောက်ကိုခုံဆုပ်လိုက်ပါတယ်ဓမြောင်ကမြေကြီးမှာဒုက္ခနဲစိုက်ဝင်သွားပါတယ်တားမရရင်လည်းအဲ့ဒီဓမြောင်ကိုကြော်ပြီးတကားရှေ့တိုးခဲ့လीအေးရှေ့တိုးပြီးပြီဆိုရင်တော့တကားလက်ထဲကဓာတ်နဲ့ဦးစင်းကိုတစ်ချက်တည်းပိုင်းရမှာနော်အသေးပိုင်းရမှာဦးစင်းကအခုတ်ခံရတယ်တကယ်လို့တကားအခုတ်ချက်တစ်ချက်တည်းနဲ့ဦးစင်းမသေးခဲ့ရင်တော့ပေါကျော်ကြီးတွေ့ဝေသွားပါတယ်ထိုအချိန်မှာပရိသတ်အုပ်ထဲသို့ချမ်းသာရကျောင်းတိုက်စိန်တော်အရှိကျောင်းတိုက်စိန်တော်အနောက်ကျောင်းတိုက်မှာရဟန်းမျိုးများလည်းရောက်ရှိလာပြီဖြစ်ပါတယ်ပေါကျော်ကြီးဟာလူအုပ်ထဲကအခြေအနေကိုမျက်လုံးကစားလိုက်ပါတယ်သူတို့လူ10ယောက်ခန့်ကိုလူအုပ်ကြီးကဝိုင်းထားတဲ့အခြေအနေဖြစ်နေပြီခက်တဲ့ပလိတ်တွေလာပြီဟဲ့ထိုးစင်အတန်တန်ထွက်လာတဲ့လူအုပ်ကြီးဟာလှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်ပေါကျော်ကြီးကဦးစင်းဥပညာကိုလက်ညှိုးထိုးပြီးဖုန်းကြီးခမရတွေ့မယ်လို့ကျင်းဝါကလူအုပ်ထဲကိုလှည့်ထွက်သွားပါတယ်သူ့နောက်မှာပါလာတဲ့လက်နက်ကိုင်လူတွေလည်းအရှူပျောက်သွားကြပါတယ်ရက်ွက်ခံလူအုပ်ကြီးသာဥပညာကိုကြည့်တာတီတိုပြောနေကြပါတယ်ဥပညာကမြေကြီးမှာပုံထားခဲ့တဲ့သင်္ကန်းကိုပြန်ယုံနေစဉ်14မှတ်ပလိတ်ဌာနကရာဇဝတ်ဥပုံနဲ့ပလိတ်သားတချို့ဝင်လာကြပါတယ်ကိုတော့ဘာဖြစ်သွားသေးလဲဖေပလိုင်းရက်ကလူငယ်တယောက်သတင်းလာပို့ချင်းတပည့်တော်လည်းအမြန်ထွက်လာတာပါဘာမှမဖြစ်ပါဘူးတကားဒီကောင်လေးလူအုပ်နဲ့ပဲသူများလှုပ်ရဲတာပါတယောက်ချင်းဆိုတွေးနေကြပါတယ်ကိုတော်လေးကယ်ပြီလို့သာပဲဒီကာလမှာဂလုံးလေးနေရတကားလိုက်ပြီးမီးမွေးနေတာဖေရန်ကုန်မှာလည်းအကုန်သေးကုန်ကြပြီတော်သေးပါရဲ့ကိုတော်တို့သာဝယ်မထိုင်ရင်ထုံးကုန်းတရလုံးမီးတောက်ကုန်မှာတပည့်တော်တို့ဌာနနဲ့အလုပ်ရရမယ်ကျေးဇူးတင်ပါတယ်ကိုတော်ရဲ့ရပါတယ်တကားရဲ့ကိုယ့်ရဲ့သူရဲ့သားတွေမထိခိုက်အောင်ကူညီတာပဲတဲ့ပန်းမကြည့်ပါဘူးဗျာထိုးစင်းအင်းရှင်ဦးသားနဲ့သမီးဖြစ်သူတို့ရောက်လာကြပါတယ်ကဲဒီကဝိုင်းဆရာကြီးဦးသားခမည်းစီရန်ကုန်ကဧည့်သည်ရောက်နေတယ်ဆိုလဲကျုပ်တို့ခက်ကိုနည်းနည်းတော့အကြောင်းကြားလိဗျာခေတ်ကာလကစိုးနေတဲ့အချိန်လူဆိုးမှမသိလူကောင်းမှမသိခမည်းတော်ကအဲ့လိုပေါ်တန်တန်လက်ခံထားတော့ဒီလိုမျိုးဖြစ်လာရင်ကျုပ်တို့ပလိတ်ဌာနကပဲရှင်းပေးရတာခက်တယ်ဗျခက်တယ်ဟုတ်ပါတယ်ရာဇဝတ်အုံမေးရဲ့ကျေးဇူးကြီးလာပါတယ်နှုတ်မရင်သူတို့ကကောင်းလေးကိုထုံမပေးအိမ်ကိုမီးရှို့မယ်လုပ်နေတာဒီကဦးစင်းလေးကျေးဇူးကိုလည်းတပည့်တော်မမေ့ပါဘူးဖေကဲအိမ်ထဲကြွပြီးအခါကြီးလေးတောက်ကြပါအောင်လားခမည်းဦးသားကလက်အုပ်ကလေးတစ်ချီချီနဲ့ကျေးဇူးတင်နေရှာပါတယ်ကျုပ်ကတော့အိမ်ထဲမဝင်တော့ဘူးတခါကြီးစီရောက်နေတဲ့ကလားလေးရဲ့ရာဇဝင်ကိုဒီကပလိတ်တွေကိုတေချာသာရှင်းပြထားလိုက်ပြီးတော့ကျောင်းမှာကိစ္စတွေရှိသေးလို့ကြွလိုက်အောင်မယ်လော်ဝိုင်းဆရာကြီးဦးသားနဲ့ပလိတ်များအိမ်ထဲကိုလှည့်ဝင်သွားစဉ်ဦးစင်းဥပညာကအိမ်ဝိုင်းထဲကခတ်တော့ထွက်လိုက်ပါတယ်ရတော်မူအောင်ဦးစင်းလေးအနောက်ဘက်ကလိုက်ပါလာတဲ့အတန်သာသာလေးကြောင့်ဦးစင်းကိုပညာတုတ်ကနေထို့နောက်လှည့်ကြည့်လိုက်တဲ့အခါစောစောပိုင်းကဦးတန်းတော်မှာတုံကြီးနဲ့ရက်နေတဲ့စရောက်ဖားပါအသားညွညွဆူမျက်နှာဝိုင်းလေးဘာကိစ္စရှိသေးလို့လဲဒကမလေးဒီမှာဦးစင်းရဲ့ဓာကြီးမဟုတ်ပါဘူးဒကမရဲ့ဓမြောင်လေးပါပေးအပြိုမာလေးလက်ထဲမှာဦးစင်းဥပညာရဲ့ဓမြောင်မြေကြီးမှာစိုက်ခဲ့ပြီးပြန်နှုတ်ရန်မေးခဲ့တဲ့ဓမြောင်လေးကောင်မလေးကဓမြောင်ကိုမမရဲကင်ပြီးထိုးပြီးတဲ့အခါဦးစင်းကိုပညာရည်ကျင်သွားပါတယ်ဦးစင်းလေးကဓမြောင်ကိုလှမ်းယူလိုက်ရင်ဒီကဒကမကဒကာကြီးဦးတန်းနဲ့ဘာတော်တာတော့ဦးတန်းရဲ့သမီးပါဖေ။မြကြီးလို့ခေါ်ပါတယ်။အော်အင်းဦးစင်းကိုပညာကဓမြောင်ကိုသိမ်းဝယ်ရတဲ့ထူးကလှည့်ထွက်လိုက်စင်းဦးစင်းလေးဘာကြံခဲ့ပြန်ပြီတော့ဒကမလေးမဟုတ်ပါဘူးဖေ။လက်ဖြံကအစပြီးတပည့်တော်မတို့အိမ်ကိုစွန်းစားကြပါလို့ဦးစင်းကိုပညာကအင်းမလို့ရောင်ဘီနဲ့မတ်မြကြီးကတော့လက်အုပ်ကလေးချီနေရဲ့1938ခုနှစ်ဇူလိုင်လရွှေဘိုခရိုင်မြေတူးမြို့မှာဥရွှေဖီဆိုသူရေးသားတဲ့မော်လဝီနဲ့ယောဂီစာအုပ်ကိုဒုတိယအကြိမ်ပြန်ထုတ်ရာကနေရန်ကုန်မြို့မှာဒုတိယကလားပေါ်မှာအထီးရုံးကြီးဖြစ်ပွားခဲ့ပါတယ်။ရန်ကုန်မြို့တွင်လူပေါင်း1084ယောက်တည်ဆုံးခဲ့သောထိုအထီးရုံးဟာအထက်မြန်မာပြည်ရေနံကျောင်းစကိုင်းတို့ကနေတစ်ဆင့်မန္တလေးကိုကူးဆက်လာပါတယ်။ဂလုံးဦးစောရဲ့ဒုတိယသတင်းစာကတွေးထိုးလှုပ်ဆောင်ပေးခဲ့ပြီး
ဂလုံးဦးစောရဲ့မျိုးချစ်ပါတီဝင်များဝင်ရဲတော်တပ်များကထိုအထီးရုံးမှာနောက်ွယ်ကကျိုးကင်ပါဝင်နေခဲ့ကြပါတယ်ရန်ကုန်မြို့မှာပြည်ပကအခြေချလာသောအိန္ဒိယနယ်ဝင်မှများပြားတော်လဲမန္တလေးကထိုသို့မဟုတ်ကုန်းပေါင်မင်းများလက်ထက်ကလေးကပတိများအစ္စလာမ်ဘာသာဝင်များကမင်းမူတန်းကုန်တယ်များအနေနဲ့လုတ်ကင်နေထိုင်လာခဲ့ကြသည်ဖြစ်ရာမျိုးဆက်3-40ကျော်လာတဲ့ဒေသခံများနဲ့တသားတည်းဖြစ်နေကြပါတယ်ထိုအချိန်တွေမှာရန်ကုန်ကိုအခြေပြုလာတဲ့အထီးရုံးတိုင်းကြီးကမန္တလေးကိုရိုက်ခတ်လာတော့လဲဇတိသဘောသာဖြစ်သွားခဲ့ပါတယ်မန္တလေးရှိစာသင်တိုင်ကြီးများမှာရဟန်းတော်များနဲ့မြို့သူမြို့သားများကနိုင်ငံရေးပြောကများပါဝင်သောထိုအထီးရုံးရန်ကနေတက်ညီလက်ညီကာကွယ်ပေးခဲ့ကြပါတယ်ထို့သောကာကွယ်ပေးမှုများကြားထဲမှာဩဂတ်လ10ရက်နေ့မန္တလေးမြို့ချမ်းသာရထုံးကုန်းရပ်ကွက်ရှိတစ်ဆက်ဝမ်းဆရာကြီးဦးသန်းရဲ့နေအိမ်ကိုစိန်မန်းပေါကျော်ကြီးဦးဆောင်တဲ့ဝင်းတုပ်အဖွဲ့များကဝိုင်းတဲ့ပြဿနာဖြစ်ပွားခဲ့ပါတယ်ထိုပြဿနာမှာနာမည်ကြီးသွားသည်ကစိန်လမြောင်ဖုန်ကြီးဟူပါ၏စိန်မန်းရက်ကွက်လူမိုက်ဝင်းတုပ်ကိုပေါကျော်ကြီးရဲ့ငှက်ကြီးတော်ကိုလက်နဲ့ပုတ်ချကကိုပြောက်သွားပြီးပေါကျော်ကြီးနောက်ဘက်ကပြန်ပေါ်လာတယ်စိန်လမြောင်နဲ့ပေါကျော်ကြီးတို့နားမလည်တဲ့ဘာသာစကားတွေပြောကြတယ်စိန်လမြောင်ဖုန်ကြီးရဲ့ဓမြောင်ကိုစိန်မန်းပေါကျော်ကြီးမကြော်ဖြတ်ရဲစိန်လမြောင်ဖုန်ကြီးဟာပေါကျော်ကြီးကိုဓာတ်နဲ့ပေးခုတ်တယ်ပေါကျော်ကြီးကမခုတ်ရဲထို့ကြောင့်စိန်လမြောင်သည်ဓာပြီးဒုတ်ပြီးရှိန်ဆာယာဖိုမောက်ပြီးကိုပြောက်သည်အစွမ်းထက်သည်ဟူသောစကားများချမ်းသာရထုံးကုန်းရက်ကနေတစ်ဆင့်ပလိုင်းကုန်းဒေဝွန်ပိုက်ကျုံမင်းတဲဤကင်းစိန်မန်းရံများထိပြန့်နှံ့သွားပါလေများမကြမီဇက်သမားစာသမားများနေထိုင်ရာပလိုင်းကုန်းကနေတစ်ဆင့်မန္တလေးမြို့အနှံ့ပြားစကိုင်းရွှေဘိုထိတိုင်အောင်စိန်လမြောင်ကိုတော်ရဲ့တရင်ကအစစ်စစ်ပြန်ပွားသွားပါလေထို့သောစိန်လမြောင်ဖုန်ကြီးဟုတစိမ့်စိမ့်နာမည်ကျော်ကြနေသည်ကိုချမ်းသာရထုံးကုန်းကျောင်းတိုင်းမှာဥပဇင်ဥပညာကတော့မသိရှာပြီဥပဇင်ဥပညာမှာသူ့ဝေဒနာနဲ့သူမှုကျောင်းမှာအောင်းနေပါလေသူ့ရဲ့ဝေဒနာကတခြားမဟုတ်တစ်သားကျောင်းကြီးရဲ့ကျမ်းပြင်မှာစိုက်ထားသောဓမြောင်လေးကိုငေးကမြကြီးဟုပါဇက်ကတဖွာဖွာယွင်ရင်စွန့်ငံမကြွနိုင်စာဝါမလိုက်နိုင်တရားမထိုင်နိုင်တဲ့အချစ်သည်ဟုသောယောဂပဲဖြစ်ပါလေကျောင်းကျမ်းပြင်ကိုနင်းလိုက်လေတိုင်းတကြွကြွအော်ဒန်ဟာမြကြီးဟုအတန်ထွက်နေသဖြင့်ဥပဇင်းမှာလမ်းမလျှောက်ရဲမြကြီးလက်နဲ့ကင်ခဲ့တဲ့ဓမြောင်လေးကိုသာထိုင်နေရဲ့ငေးမောနေပါလေတကယ်တော့လွှာဝိုင်းဆရာကြီးဦးသန်းရဲ့အိမ်ကိုစွန်းစားကြွပြီးမှယောဂပိုသေးလာခြင်းဖြစ်ပါလေဦးသန်းနဲ့သမီးမတ်ကြီးတို့ကကိုတော်လေးဥပညာအတွက်ဝါဆိုသင်္ကန်းဟုဆိုကာကျောင်းကိုလာကတ်လှူလိုက်ပြန်တော့လေယောဂကကျွမ်းတဲ့အဆင့်ထိဖြစ်လာပါလေကျောင်းပြင်ပမှာရှိန်ဆာယာပိုမောက်ပြီးကိုပြောက်ပြီးဒုတ်ပြီးဓာပြီးသည်ဟူသောစေတမြောင်ကိုတော်ဟာတာမဏေဘဝ9ဝါယဟန်ဘဝ10ဝါဆိုပြီးတကလာမြကြီးသည်ဟူသောကိလေသာလက်နက်ကိုတော့မပြီးနိုင်ရှာပြီ9နှစ်9မိုးနီးပါးရှမ်းပြည်နယ်ရောနယ်တစ်ခွင်မှာသူလေ့လာလိုက်စားခဲ့တဲ့တိုင်းရင်စေးပညာတိုင်းပညာပြင်စလက်အင်းအိုင်လက်ဖွဲ့ပညာများကလည်းညကြီးဟူတဲ့ဇရောက်ဖားပါမျက်နှာဝိုင်းလေးကိုသူ့စိတ်ကူးတွေကပျောက်စီခြင်းကမတတ်နိုင်ခဲ့ပြီဦးသိန်းဦးပညာဟာတက်ပြင်းကိုနိုင်ချပါလေလက်ကားချောင်းကိုချဲထားပြီးသူ့လက်ဆွဲတော်ဓမြောင်လေးကိုကင်ကလက်ချောင်းများကြားထဲမှာလိုက်ဆိုင်ပါလေအချိန်တန်ကြာပြီးတဲ့နောက်တန်းပေါ်မှာလွှားထားတဲ့သင်္ကန်းကိုစနစ်တကျယုံပါလေထို့နောက်ချမ်းသာရဆရာတော်ကြီးဥတုမနာရှိနေမဲ့ကျောင်းဝါကြီးပေါ်ကိုတက်ချသွားပါလေဆရာတော်ကြီးကပေစာတစ်ရွက်ကိုဖတ်ရင်းပလက်ကလထိုင်မှာထိုင်းနေပါလေဦးစင်းဥပညာကဆရာတော်ကိုဥကုံချလိုက်ပါလေဘာများအထူးထွေရှောက်เสียရှိလို့လေကိုတော်ရဲ့တပည့်တော်ဒီတဝါဆိုပြီးရင်လူဖို့လဲကြလို့ပါဖေ။ကိုတော်မပြောတော့ဘူးလား။ဥပဇင်းလေးကတက်ပြင်းချလိုက်ပါလေ။အေးလေကိုယ်တိုင်မပြောဘဲနေတော့ကိုယ်တိုင်အတွက်ရောသာသနာအတွက်ရောဘာထူးမှလေကိုတော်ထွက်မယ်ဆိုလဲထွက်ပေါ့။ဆရာတော်ကြီးကထိုးထိုးမိန်ပြီးလက်ထဲကပေစာကိုသာဆက်ဖက်နေပါလေ။ဦးစင်းပညာကလည်းဆရာတော်ကြီးကိုဥကုံချပြီးတဖြည်းဖြည်းထထွက်သွားပါလေ။ဩဂတ်လစူတော်ညာမိုးရတဲ့တစ်စက်မှမပါတဲ့လီမူတစ်ချက်ကကျောင်းပေါ်ကိုဖြတ်အတိုက်ဦးစင်းဥပညာရဲ့သင်္ကန်းအနားစာများကတိုက်တော်လီနဲ့အတူတလက်လက်လှုပ်ခါရွေ့ရှားသွားပါလေလွှာဝိုင်းပေါ်သို့တင်နေတဲ့တင်လုံးများကိုဂရုတစိုက်ကြီးကညွှန်ကြားနေတဲ့ဦးသန်းရဲ့ရှိမှာလူစိမ်းတစ်ယောက်လာရက်ပါလေဘသူများပါလိမ့်မောင်လူစိမ်းကခေါင်းမှာပေါင်းထားတဲ့တပတ်ကိုချွတ်ချပြလိုက်ပါလေဟာဦးစင်းလေးပါလားဘလို့ဖြစ်လာတာလဲကျုပ်လူထွက်လိုက်ပြီဦးကြီးဆိုင်မစင်ဘုံမစင်ပါလားဦးစင်းလေးမဟုတ်တော့ပါဘူးဆိုနေဗျာကျုပ်နာမည်ကမောင်ကလေးတဲ့အင်းငါတူရဲ့ဘယ်နဲ့ဖြစ်လာရတာလဲဘယ်တဲ့ကြောင့်လဲဆိုတော့ဦးကြီးသမီးမြကြီးကြောင့်လေဟေးဟုတ်တယ်
ကျုပ်ညကြီးကိုမြစ်တာရှိလို့လူထွက်လိုက်တာဟာဦးတန်းမှာရုတ်တရက်မှုကြောင်တောင်ဖြစ်နေပါလေဘဲနဲ့သမီးကိုပြောရမယ်ရည်သားစကားအဖေကိုလာပြောရတယ်လို့အဲ့ဒါဘဲနဲ့သဘောရလဲဦးကြီးဟမ်ဘာလို့လဲဦးကြီးသမီးနဲ့ကျုပ်ကိုပေးသားမလားလို့မေးတာဦးတန်းရဲ့မျက်လုံးထဲမှာဓမြောင်တစ်ချောင်းကိုမြင်အောင်လာပါလေပေါက်ကျော်ကြီးကိုတိုင်းွက်နင်းပြသွားတဲ့မြင်ကွင်းကမျက်လုံးထဲတည်းပေါ်လာပါတယ်စိတ်ဓမြောင်ဖုန်းကြီးလူတွေကပေါက်ကျော်ကြီးကိုတောင်စိန်ခေါ်လာတာဆိုတော့မတော်ငါထချလိုက်မှဖြစ်ဟူတော့အတွေးနဲ့ဦးတန်းဟာအကြောက်ကြောက်အလန့်လန့်ဖြစ်နေရှာပါတယ်ဒါကတော့ဟိုဦးတေချာစဉ်းစားပါခေတ်ကာလကကောင်းတာမဟုတ်ဘူးကျုပ်ကဖုန်းကြီးလူတဲ့ဆိုရင်မဲ့ဦးကြီးသမီးကိုလှုပ်ကြွေးမှာပါကဲပြောဗျာဘယ်နဲ့လဲလို့ဦးစင်းလေးနဲ့ဆိုဒီကမောင်ကလေးနဲ့ဆိုဦးနေနဲ့ပြောစရာမရှိပါဘူးညကြီးသဘောကသာညကြီးကိုမပူပါနဲ့ဦးကြီးရညကြီးကကျုပ်ကိုကြားနေတာပါကျုပ်သိပါတယ်ကဲဦးကျုပ်အခုစလေကိုတင်းမောစိတ်အမိပြန်ရမယ်ဗျမိဘလေးစီကမိမယူကိုအမွေသွားတောင်းလိုက်ဦးမယ်ပြန်လာရင်ညကြီးကိုလာတောင်းမယ်ဗျနော်ပြောရင်ကပြောပြီးထွက်သွားတော့ဘုန်းကြီးလူရက်ကိုကြည့်ကဦးသားမှာအီလေလေနဲ့ကြံရိပ်ခဲ့ပါလေဘဲနဲ့ကောင်းပါလေနောက်ထပ်3လကြာ1938နိုဝင်ဘာလ17ရက်နေ့လယ်တနာရီချမ်းသာရထုံးကုန်းရက်ွက်ရှိတော်ဝိုင်းဆရာကြီးဦးတန်းရဲ့အိမ်ရှိသို့လေးဘိန်းတက်မြင်ထားသည်စိုက်လာပါလေဦးတန်းနဲ့သမီးဖြစ်သူမြကြီးတို့မှာနေ့လယ်သာစားတဲ့ထမင်းဝိုင်းကိုတင်းစီနေကြဖြစ်ပါလေပြောဦးကြောက်ပြန်လာပြီဗျမြကြီးမျက်လုံးကလေးအဝိုင်းသားစိတ်နှမြောင်လူရက်ပါကလားမြကြီးကလှစ်ခနဲအိမ်ထဲပြေးဝင်သွားသဖြင့်အိမ်ရှိကွက်ပြစ်မှာဦးတန်းသာကျန်ရစ်ပါလေစိတ်နှမြောင်ဖုန်းကြီးလူရက်မောင်ကလေးကလဲပေါ်ကဆင့်ချလာပါလေတံပြူဘုံနှပုံးကိုတဘုံစီချင်းထမ်းကခြံဝင်းထဲကိုချပါလေထို့နောက်ဦးတန်းမေးမှာဝင်ထိုင်ရင်ခေါင်းပေါင်းကိုချွတ်လိုက်ပါလေဖုန်းကြီးလူရက်တုံးကလို့မဟုတ်တော့ပဲဇမင်ကအတော်ပင်ရှင်နေပြီဖြစ်ပါလေဦးတောင်းပါပါလေဗျာဦးကိုပြောသွားသလိုမြကြီးကိုအခုမတင်တောင်းနိုင်သေးဘူးဗျကျုပ်မိပါလေလေကျုပ်ဖုန်းကြီးဝတ်နေခြင်းမှာလေဒီချစ်တီးစီပေါင်ပြီးစီးဝါပြတ်သွားကြတယ်လေအမွေဆိုလို့အခုဝတ်လာတဲ့ကျုပ်ဖေတိုက်ပုံနဲ့ရွာမှာပဲကြိတ်တဲ့ပဲစီ10ပိတ်တာ2ပုတ်မဲ့ပါလာတယ်ဦးတန်းမှာခေါင်းကိုရင်းမောင်ကလေးကိုဘာပြန်ပြောရမှမသိဘာပဲဖြစ်ဖြစ်အဲ့ဒီပဲစီလေး2ပုတ်အရင်ပြုတ်ပြီးစရမှာပဲလောလောဆယ်တော့ကျုပ်မှာတဲစရာခိုးစရာလည်းမရှိဘူးဖုန်းကြီးကြောင့်လည်းပြန်မတဲချင်ဘူးတော်ကြဖုန်းကြီးပြန်ဖို့နားချတာခံနေရမှာမို့လို့ဗျလောလောဆယ်တော့ဦးကြီးတို့အိမ်မှာပဲတဲပြရစီဗျာဟင်အင်းမောင်ရင်စိတ်ချပါဗျညကြီးကိုလည်းမယူရမချင်းကျုပ်နှမလေးတို့သဘောထားမှာပါမိမလိုချင်လို့လူထွက်လိုက်ပြီမဲ့ကျုပ်ကဖုန်းကြီးတမားကြီးတော့နည်းနည်းကြံပါသေးတယ်အင်းမောင်ရင်သဘောပါပဲဥဖြင့်ဘာမှမပြောပါဘူးမောင်ရင်ကြီးပြောချသွားတာပါဟုတ်ဦးလေးကျုပ်တင်းမိုးဘော်ကနေဘာမှမစားလာရဘူးအခုဗိုက်စာလို့ထမင်းချမ်းလေးဗာလေးကြင်ကျွေးပါလားဗျာညကြီးဒီမဲ့နေ့အကိုထမင်းနဲ့ဟင်းလေးခူလာခဲ့ပြီးစမ်းပါဟိညကြီးပုံနေလို့မရတော့ထမင်းပကံမှာ9လေးကျော်နဲ့မကြီးရွက်တို့ကိုပုံပြီးယူလာပြီးပါလေမောင်လေးကညကြီးကိုငေးပါလေထူးထူးခြားခြားဒီကနေ့မှစပယ်ပန်းကုန်းကလေးခေါင်းပေါ်မှာသူကုန်းထားသေးတယ်ထမင်းပကံကိုချပြီးရင်ညကြီးကမောင်လေးကိုပြုံးပြပါလေအခုနေ့လယ်စာပဲတောင်းစားပါညကြီးညနေစာကြဖုန်းကြီးလူတွေဆိုတော့ခံနိုင်ရင်ရှိပါလေညကြီးဘာပြန်ပြောရမှမသိဟုတ်ကဲ့ဦးစင်းလေးဟုတ်ညကြီးကအိမ်ထဲခတ်သွက်ကလေးပြန်ဝင်သွားပါလေမောင်လေးကထမင်းကိုပြုံးကြီးငုံစားလိုက်ပါလေ1938နိုဝင်ဘာလ12ရက်မန္တလေးဈေးကျိုတော်ဒီုံရှိမှာစီဘုံကြီးတဘုံချကမောင်ကလေးရောင်လေဖြစ်နေပါလေထူးထူးခြားခြားဈေးကျိုကတိတ်ဆိတ်နေပါလေရခင်ကလက်ဖက်ဆိုလက်ဖက်ချောက်စီစားဖျောင်းနိုင်ဆက်ပြစသည်တို့နဲ့ပြည့်ထန်နေသောနေရာကမြည်သူမျှမရှိဥပုံနေလည်းမဟုတ်ပါဘူးဘာဖြစ်တာပါလဲစီနမူနာကလေးပြပြီးကုန်းသေးထန်ဆက်မယ်စိတ်ကူးကလာခဲ့တဲ့မောင်ကလေးတယောက်ဈေးကျိုရှိမှာဘာလို့ရမှမသိထိုအချိန်မှာအရက်ထောင်တော်မောင်းမောင်းအသားဖြူဖြူနဲ့ခတ်ဝဝလူဈေးုံရှိကနေဖြတ်လျှောက်လာပါလေမောင်လေးကစီဘုံကိုထားခဲ့ကထိုလူရှိရာသို့ရှောက်သွားလိုက်ပါလေနောင်ကြီးထိုလူကမောင်လေးကိုဘာပြောလို့လဲဆိုတဲ့သဘောနဲ့မေးဆက်ပြပါလေဈေးကျိုဒီနေ့ပိတ်တာလားဗျလူတယောက်မှလည်းမတွေ့ဘူးထိုလူကပြောလိုက်ပါလေခမရတောဘက်ကဒီနေ့မှလာတာထင်တယ်မသိသေးဘူးလားဘာဖြစ်လို့လဲဗျစလီကမနေ့ကမှရောက်တာပါဒီနေ့ကစပြီးဈေးကျိုကမြန်မာဈေးတွေအကုန်လုံးအစိုးရကိုတပိတ်မှောက်တယ်ဗျဗျာမဗျာနဲ့ဆရာကြီးရေနံမြေအလုံသမားတပိတ်ကခြိတက်လာမဲ့အလုံသမားတွေကို
ဈေးယူသားတွေကပန်းကုန်းဆိုကြိုဆိုရမယ်ဆိုလို့အင်္ဂလိပ်အစိုးရကပုံမှန်23ခွန်ထုတ်လိုက်တယ်အဲ့ဒါကိုမကြည်နဲ့လို့ရဟန်းပြူအဖွဲ့ကဈေးယူမှာတပိတ်မှောက်ရမယ်လို့ညွှန်ကြားလိုက်တာဟာဒုက္ခပါပဲကျုပ်ကဒီကစီဇန်နေမှာရွာပါလာတဲ့ပဲစီလေးပြပြီးကုံဝယ်လေးဆက်ချင်လို့ပါဆိုမှဗျာဒုက္ခပါပဲနို့ဒါဆိုဟိုပုံးလေးကပဲစီတွေပေါ့ဟုတ်ပါဗျာကျုပ်တို့စလေကနေထွက်တဲ့ပဲကိုနွားနဲ့စုံနဲ့ကြိတ်တဲ့စုံစီစစ်စစ်ပါဗျာကဲတိတ်လဲစိတ်ညစ်မနေပါနဲ့ဆရာကျွန်တော်နဲ့လိုက်ခဲ့ဈေးကြိုကိုတပိတ်မှောက်ပြီးအိမ်တော်ရဖျားဝင်းထဲမှာဈေးသွားဖွင့်ထားကြတယ်ဗျအဲ့ဒီမှာစီဇန်နေဖွင့်ထားတယ်လိုက်ခဲ့ဟိုရောက်မှခမရကိုစီဇန်နဲ့တွေ့ပေးမယ်ဟာဒီလိုလားကျေးဇူးတင်လိုက်တာဗျာအခက်တင်ပဲပေါ့ခမရစီလာပြီးကုံဆက်တယ်ဆိုတော့ပို့ပြီးအခက်တင်တာပေါ့ဗျာကျွန်တော်နာမည်လည်းမှတ်ထားအောင်ဘာတော်တဲ့စီပွဲသားပေါ့ဗျာစီဘာတော်လို့လည်းခေါ်ကြတယ်ဗျ1300ပြည့်ရေးတော်ဘုံကြီးရဲ့အထွတ်ထိပ်ကာလကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်1938ဇန်နဝါရီလကလေးကစတင်နေခဲ့သော6ရေနံမြေတပိတ်မှသည်လမ်းရွာရေနံချက်ရေနံကြောင်းတန်လျင်ပြိုစီရေနံချက်စက်ရုံထိတပိတ်များကူးဆက်လာပါတယ်ရန်ကုန်တက္ကသိုလ်ကျောင်းသားတက်မကခေါင်းဆောင်များကပါရေနံမြေတပိတ်အားပူးပေါင်းပါဝင်လာတဲ့အခါဒေါက်တာဗမော်အစိုးရဟာအကျက်တင်းနဲ့ရင်ဆိုင်လာရပါတယ်1938ကလာမမာအထီးယုံပြဿနာမှာဒေါက်တာဗမော်အစိုးရအားဦးစောမှအယုံကြည်မရှိအဆိုတင်သွင်းခဲ့တော့လေဦးစောပင်ရှုံးနေခဲ့ပါတယ်ဒေါက်တာဗမော်အစိုးရကထိုကိစ္စမှာတောင့်ခံနိုင်ခဲ့တော့လေယခုအလို့သမားကျောင်းသားတပိတ်တွင်မူပြုတ်ကြရတော့မယ်အခြေအနေဖြစ်လာပါတယ်ထိုအခြေအနေမှာတပိတ်အားထောက်ခံတဲ့အနေနဲ့ခြိတက်အင်အားပြကြမယ်ဈေးကြိုတော်သူဈေးကြိုတော်သားများကိုအင်္ဂလိပ်အစိုးရကပုံမှန်23ခွန်ထုတ်ပြန်ကတားမြစ်လိုက်ပါတယ်ဈေးကြိုသားများမှာလည်းဈေးကြိုယုံကြီး12ယုံကိုတပိတ်မှောက်လိုက်ပြီးဈေးကြိုအနောက်ဖက်တီရီဟေမာအရှိရက်ွက်ရှိအိမ်တော်ရာဖျားဝဲမှာဈေးတော်ဖွင့်ခဲ့ကြပါတယ်မောင်လေးကကံကောင်းတယ်ဟုပင်ပြောရပြီမည်တပိတ်မှောက်ထားသောဈေးကြိုတို့အခြေအနေလာကြည့်သောစီပွဲသားစီဝတော်နဲ့တိုက်တိုက်ဆိုင်ဆိုင်သွားဆုံကြပါတယ်စီဝတော်ကမောင်လေးရဲ့ပုံစံကိုကြည့်တာတနာသဖြင့်အိမ်တော်ရာဖျားဝန်းရှိယာယီဈေးရှိရာကိုခေါ်လာခဲ့ပါတယ်ယနေ့မှစတင်ဖွင့်သည့်ဆိုတော်ညာအိမ်တော်ရာဖျားဈေးဟာအလွန်ပင်စီကားနေပါတယ်နိုင်ငံရေးစိတ်များနိုးကြနေတဲ့မြန်မာဈေးတွေများကပြည်တွင်းပြည်အထည်များကုန်ပစ္စည်းများကိုဦးစားပေးရောင်းချကြပါတယ်မောင်လေးဟာစီပုံးကိုထမ်းကစီဝတော်ရဲ့နောက်ကလိုက်ရင်ဖျားဝင်းအတွင်းကဈေးတန်းကြီးကိုငေးမောနေပါတယ်အိမ်တော်ရာဖျားဝင်းရာဟုတောင်ရှိ14ခန်းဇေယျကြီးရှိကိုရောက်တဲ့အခါစီဝတော်ကရက်လိုက်ပါတယ်ခဏဆောင်ဦးမြဇေယျဘော်ကမနက်ကဈေးအုပ်ချုပ်ရေးကော်မတီဖွဲ့ဖို့ဆီယာရိုတွေနဲ့လူကြီးတွေစီးဝေးနေတာကြားတယ်ကျွန်တော်သတင်းနဲ့သွားမေးချင်လို့စီဝတော်ကဇေယျဘော်တက်သွားတဲ့အခါမောင်လေးဟာစီပုံးကိုချလိုက်ပြီးခေါင်းပေါင်းကိုဖြီလျက်ချွေးတုံနေလိုက်ပါတယ်ဟေးမင်းချမ်းသာရကမောင်ပညာမဟုတ်လားဇေယျဘော်မှာထိုင်နေသောလူစုတွေကအတန်ကြောင့်မောင်လေးလှမ်းကြည့်လိုက်ပါတယ်သူစာတင်သားဘဝကစာချစရာဖြစ်ခဲ့ဘူးသောမိုးကောင်းတိုက်မှဆရာတော်ဥပနိဒာကိုတွားတွေ့ပါတယ်ဥပနိဒာဘေးမှာထိုင်နေသူကသူနဲ့စာဝါလိုက်ဖက်ဥကေလာတတင်မပညာပါဗျာယခုတော့မောင်လေးဖြစ်နေပါပြီဖေ။အေးမင်းလေစိန်နှမြောင်ဖုန်ကြီးစိန်နှမြောင်ဖုန်ကြီးဆိုပြီးနာမည်ကြီးပြီးကြတဲ့ကပျောက်သွားတယ်မှတ်တာလူထွက်သွားတာကိုကွ။ကဲလာသမောင်ကလူရ။မောင်လေးလည်းစီပုံးကိုထမ်းကဇေယျပေါ်တက်သွားပါလေ။စိန်နှမြောင်ဟူသောအတန်ကြားတာနဲ့ဇေယျပေါ်မှာရှိတဲ့လူအလုံးစိတ်ဝင်စားမှုကမောင်လေးထံစုပြုံကုန်ပါလေ။စီဘတော်ပင်သူခေါ်လာသောမယောင်မလဲစီပုံးနဲ့ထူတော်သားဟာနာမည်ကျော်ဒုတ်ပြီးထားပြီးစိန်နှမြောင်ဖုန်ကြီးလို့သိလိုက်ရသဖြင့်အံ့ဩနေပါလေဇေယျပေါ်မှာမန်းလေးမျိုးကမျိုးချစ်လုပ်ငန်းရှင်များဖြစ်ကြသောစင်တရာဦးသိန်းဟန်စားဦးအေးဒေါ်တန်းတို့နဲ့အတူဈေးဆောင်ရှောက်ရေးကော်မတီဝင်ဆရာတော်များဖြစ်တဲ့မိုးကောင်းဦးပဏိတဦးကေလာတဦးကုတလဦးဝိမလဦးနာရဒတို့လည်းရှိကြပါလေမောင်လေးကဇေယျတော်မှာစီပုံးကိုချကရဟန်းများရှိကိုသွားပြီးဝတ်ချလိုက်ပါလေကဲဆိုပါဦးမောင်ပညာလူဝတ်ကြောင်ကိုလဲပြီးဘလို့ဒုက္ခတွေများများမြောင်နေရတာလဲကွာဥပဏိတကကိုယ့်အိမ်ကိုလှမ်းယူရင်မေးလိုက်ပါတယ်ဈေးကြိုရှိမှစီပုံးကြီးချပြီးရောင်လည်လည်ဖြစ်နေတာနဲ့တပည့်တော်ခေါ်လာခဲ့တာပါဖေ။စီဝတော်ကဝင်လျှောက်ပါတယ်။အော်စီတယ်ကြီးဖြစ်နေပြီပေါ့လေ။စီတယ်ရဲ့လို့မဟုတ်သေးပါဘူးဖေ။တပည့်တော်မိမလိုချင်လို့လူထွက်တာဖေ။မိမတောင်းစရေးရဖို့ရွာပြန်ပြီးမိဘတွေစီကအမွေတောင်းတော့လေမိဘတွေတောင်ချစ်တီးလက်ချက်နဲ့မွဲနေတယ်ဖေ။ဒါနဲ့ရွာမှာကြိတ်တဲ့စီနှပုံးဆွဲပြီးဒီကစီကုံတွေကိုဓာလေးပမာပြယခုမှစီကုံကူးဖို့စကြံနေတာပါဖေ။ဟဲ့ပညာရဲ့တို့မန်းလေးမှာစီသိန်းတို့စီကိုသူတော်တို့ရဲ့စီဆက်တွေကတနေ့စီပေါင်းများကြီးထုတ်နေတာကွ။ရားတဲ့နဲ့ခေါ်လာတဲ့စီဘတော်ဆိုတာတောင်
စာမဖွဲ့တော့တဲ့ကုံတယ်ရဲ့နင့်ခေါ်လာတဲ့ဘတော်သားနေမေးကြည့်နင့်တော့ယူလာတဲ့ကြိတ်စီဘယ်နဲ့ရောက်မတော့မောင်လေးကဈေးတန်းမစီကိုဝေ့ကြည့်လိုက်ပြီးအရှင်ဖျားတို့ရောဟော်ရီကဈေးတယ်ဒီပါဒီအိမ်တော်ရာဖျားဝင်းကြီးတွေရောက်နေတာအင်္ဂလိပ်အစိုးရကိုမကြိုက်လို့မျိုးချစ်စိတ်နဲ့ရောက်နေတာမလားဗျာဒီဝင်းနဲ့ရောက်ကလေးကဝန်တာနုတွေမျိုးချစ်စိတ်တွေပဲတပည့်တော်ကြားရပါတယ်ဝန်တာနုစိတ်တဲ့ရပြည်တွင်းပြည်ကိုအားပေးပါစို့ဖေ။တပည့်တော်ပါလာတဲ့ဟော်ရီစီဘုံကစလေဥပုံညထွက်တဲ့စလေရက်ကထွက်တဲ့ဘဲကိုလေသမားတွေလေထုံနဲ့နွားနဲ့စီစုံနဲ့လှည့်ကြည့်ပြီးမှရလာတဲ့ပြည်တွင်းပြည်စစ်ပါဖေ။အင်္ဂလိပ်လူမျိုးရာတီထွင်တဲ့စက်ကိုတောင်မသုံးပဲနွားနဲ့လူနဲ့လှည့်ကြည့်ပြီးမှရလာတဲ့ဝန်တာနုစီလေးဖေ။တပည့်တော်စီကိုလည်းဝန်တာနုစိတ်ရှိရင်အားပေးနေတာပေါ့ဖေ။မောင်ကလေးရဲ့စကားကြောင့်ဇရက်ပေါ်ရှိလူအလုံးပြုံးသွားကြပါလေ။ကဲဒီလောက်အပြောကောင်းတဲ့လူမှန်ခမရဲ့ဝန်တာနုစီကျုပ်စမ်းကြည့်ပြရစီဗျာစင်ရဦးသိန်းကပြောဆိုနဲ့စီဘုံကိုတွားဖွင့်ကအနံ့ရှူကြည့်လိုက်ပါလေအောင်မလေးဖဲစီနံလေးကတော့မှုန့်နေတာပဲဒါနဲ့ဒါဆယ်ပိတ်တာပုံထင်ရဲ့ဘယ်စင်းနဲ့ရောက်မလို့ကိုရင်၃ချက်နဲ့ပြားစိတ်အလိုလေးဆယ်ပိတ်တာစီတဘုံမှာ၃ချက်ရှိတာကိုရင်ကဘယ်နဲ့25ပြားပူလာရတာတော့တကယ်က၃ချက်ပါပဲဦးကြီးရဲ့အများကြီးယူမယ်ဆို2ချက်နဲ့တောင်စလေကနေတင်လာပေးနိုင်ပါလေဒါပေမဲ့ဒီဘိုးကိုတော့ဈေးတင်မှဖြစ်မယ်ဘာဖြစ်လို့များတော့ကိုရင်ရဲ့ကျုပ်စပင်ကိုဘိုကင်ညက်မယ်ပြီးတော့မနေ့ကကျုပ်ရောက်ခမလောင်းအိမ်မှာထမင်းတနက်ကတ်စားလာခဲ့သေးတယ်ဒီနေ့အပြန်ကျုပ်သူတို့ကိုခေါက်ဆွဲကြော်ဝယ်သွားပေးညလို့ဆရာတော်များနဲ့လူကြီးများကမောင်ကလေးရဲ့အပြောကိုသဘောကျနေကြပါလေကဲမောင်ဘတော်ကြီးတို့လူကိုစီရောင်းရအောင်မင်းမဲဆက်ပေးလိုက်ပါကွာအစင်ပြေအောင်ဆော့ရှော့လိုက်ပါဒါတလောကနာမည်ကြီးနေတဲ့စိန်နှမြောင်ကိုတော်ဆိုတာပဲကွစီဘတော်ကိုဥပဏိတာကမိတ်လိုက်ပါလေထို့နောက်စီဘတော်နဲ့မောင်ကလေးတို့ဇရက်ဘော်ကဆင်းလာကြပါလေခုနစိန်နှမြောင်ကိုတော်မှမသိလို့တောင်းပန်ပါလေဗျာနောင်ကြီးရပါလေဗျာကျုံလည်းဘာမှမဟုတ်တာပဲဘာမှမဟုတ်ရမှာလေကိုဆရာကဒုတ်ပြီးထားပြီးနာမည်ကြီးဆိုဟိုဂလုံးဘူစိန်မန်းပေါက်ကျော်ကြီးကိုတောင်းပညာပြခဲ့သေးတယ်ဆိုဗျနည်းနည်းပါဗျာကိုဆရာကိုစီကုံဦးလောကလေးကြုတ်သွင်းမိမယ်ဗျာကိုဆရာတို့စလေမာဒီလိုကြိတ်စီလိုတော့ရတယ်မလားရပါဗျာကျုပ်အကြီးတွေဒွေးလေးတွေကစီပဲကြိတ်ကြတာမန်းလေးတက်ရောင်းရကောင်းမှမသိလို့သာပေါ့ဗျာလွတ်ပေါ်ဒါဆိုအခုစကိုင်းမှာကျွန်တော်ချိန်ထားတဲ့စိုင်းတစ်တွေရှိတယ်ခမရအဲ့ဒီပို့ပေးနိုင်တော့အဆင်ပြေမဗျာရပါဗျာကဲဒါဆိုလောလောဆယ်တော့ဒီဖျားဈေးဝင်းတွေကစီတယ်တယောက်စီခမရစီကိုကျွန်တော်လိုက်ပြပေးမယ်ခမရတို့ချင်းဈေးညီပြီးကြိုက်ရင်လောက်ကြပေါ့ဗျာကျေးဇူးကြီးလာပါတယ်နောင်ကြီးဟာကျေးဇူးတင်တယ်ဆိုလေကျွန်တော်တခုပြန်ကူညီဗျာဘာကူညီရမလဲပြောတာပြောခေတ်ကာလကဘာဖြစ်မှမသိဘူးဗျဥရောပမှာလေစစ်ကြီးဖြစ်မဲ့ဘာညာသတင်းတွေထွက်နေတယ်ပြည်တွင်းမှာလေခမရသိတဲ့အတိုင်းပြည်သူအုံကြွမှုကပိုများလာမှုပဲရှိတယ်ကျွန်တော်မှာကတူသားတွေတပည့်တွေရှိတယ်ဗျဖြစ်နိုင်ရင်သူတို့ကိုခမရတက်ထားတဲ့တိုင်းလေးပါလေးတင်ပေးစေချင်တယ်ဗျာမောင်လေးကစီဘုံကိုထမ်းလာလျက်ကခိတ္တရက်တန်သွားပါလေတင်တော့တင်ပေးကြပါလေကိုဘတော်တင်ပေးရင်တင်ပေးပေါ့ဗျာဘာဖြစ်လို့လို့ဒါပေမဲ့ကျုပ်တိုင်းပညာတင်ခဲ့တဲ့ဆရာအဆက်ဆက်မှာအလကားတင်ပေးရိုးထုံးစံမရှိဘူးဗျပညာရဲ့တန်ဖိုးရှိတယ်ကျွန်တော်အခကြီးငွေယူပြီးတင်ပေးမှဖြစ်မှာမို့ခမရအားနာလို့အားမနာပါနဲ့တင်ပေးမယ်ဆိုရပါပြီဘလောက်ဖြစ်ဖြစ်ကျွန်တော်ပေးပါမယ်ခမရလည်းစီကုံတယ်လောက်တာကလောက်တစ်ဖက်ကအခကြီးငွေနဲ့တိုင်းတင်ပြီးတော့စီးပွားရေးအဆင်ပြေတာပေါ့ဗျကျုပ်စဉ်းစားပါဦးမယ်ဗျာဈေးလိုတပိတ်တစ်ဖြစ်လဲဖျားစည်းဝင်းကြီးကတဖြည်းဖြည်းဘုံမူစီကားလာပါလေမကြမီမန်းလေးမျိုးအတွက်အနိဋ္ဌာယုံရက်ဆွဲတစ်ခုရောက်လာတော့မိကိုကမိသူမြကြိုတင်မသိနိုင်ခဲ့ကြကြီး1939 February 10ရက်တောက်ကြနေ့မန်းလေးရဲ့ဆောင်းကားလမ်းစုံမှာကန်းကုံအောင်အေးခဲ့သည့်ကာလသို့သောမန္တလေးရဲ့နိုင်ငံရေးအခြေအနေကအပူလောင်ဆုံးအချိန်ကိုဥတည်နေပါလေလွန်ခဲ့သော2ရက်ခန့်ကဗဟိုအမျိုးသားတပိတ်ဌာနချုပ်ဖြစ်သောဆရာကြီးဥရာဇက်ရဲ့အမျိုးသားကျောင်းမှကိုချန်ထွန်းပါဝင်3ဦးကိုဘာမာရိုင်ဖယ်တပ်ကဝိုင်းကဖမ်းဆီးခဲ့ပါလေရန်ကုန်မှာလည်း1938ဒီဇင်ဘာလကကျောင်းသားကိုအောင်ကျော်တည်ဆုံးတဲ့ကိစ္စအတွက်တနိုင်ငံလုံးကတွေးဆူနေကြခြင်းမန္တလေးမြို့မှာလည်းဓာတ်ဆက်ယုံဓာတ်ရထားနဲ့အင်္ဂလိပ်အလုပ်တိုင်များကိုပိတ်ထားပါလေဘူရာယုံနဲ့ဂတ်တဲများကိုဘာမာရိုင်ဖယ်စစ်တပ်များကလုံခြုံရေးယူထားပြီးနန်းတော်ကျုံးတွင်းသို့မြန်မာများမဝင်ရစီမံချက်ချမှတ်ထားပါလေသို့တော်ညာ26ဘီလမ်းမရဲ့တောင်ပတ်တန်း
Elvin Stone ရုပ်ရှင်ရုံထဲမှာတော့ A1 ရုပ်ရှင်ရဲ့နာမည်ကျော်မြားနံမောင်ဇကားပြသမပြတ်ပြသနေပါတယ်တကုံမြက်လေးတွေနဲ့တကုံခင်ခင်လေးတို့ရေးသားပြီးဒါရိုက်တာမင်းသားမောင်တင်မောင်မေရှင်တို့တရုတ်ဆောင်ထားကြသောနာမည်ကျော်မမထအပါဇက်ကောင်များရဲ့ဆွဲဆောင်မှုဟာရုပ်ရှင်ကြိုက်လူငယ်တို့ကြားရေပန်းစားနေပါတယ်နိုင်ငံရေးနဲ့အတော်တန်အလန်းဝေးတဲ့ရုပ်ရှင်ကြည့်ပြည်သက်တချို့ကတော့ဘိုးအောင်ကျော်ကိုချန်ထွန်းနဲ့အိန္ဒိယသပိတ်စခန်းကြီးတို့ထက်ညှို့အားကောင်းသောမမထားနဲ့လူပြိုပေါက်အပါတို့ရဲ့အချစ်ဇာတ်လမ်းကိုသာစိတ်ဝင်စားကြပါတယ်။ညာဝဲများကိုဆိုင်းငံ့ထားခြင်းမှုနေဝဲမှာလူပိုစီတိုင်းတယ်လို့ရုံပိုင်ရှင်မစ္စတာရီဂိုကမျှော်လင့်ထားပါတယ်။မျှော်လင့်တဲ့အတိုင်းဆိုင်ရာပိုင်ယာကိုပေးတင်တာပေးဝင်တဲ့နာဝင်ထားခဲ့ပြီးဖြစ်ပါတယ်။သူမျှော်လင့်တဲ့အတိုင်းနေ့လယ်12နာရီပွဲအတွက်ကျိုးနေလက်မှတ်3ပုံ2ပုံပင်ကုန်နေပြီ။မောင်ကလေးဟာထိုခေတ်ကရှားပါတဲ့ဘိုင်စကယ်ကိုနင်းပြီးဈေးကြိုမှ Elvin Stone ရုပ်ရှင်ရုံရှိရာကိုကျင်းနှန်းရုံဘက်ထွက်လာခဲ့ပါတယ်။သူ့နောက်မှာတော့ညကြီးကခါးကလေးကိုမရေတရေဖက်လျက်မန္တလေးရဲ့မတီမငြိမ်အခြေအနေများကြားမှာစကိုင်းဘက်သို့စီကုံကူးနိုင်သောစီကုံတဲ့မောင်ကလေးမှာ3-4လအတွင်းငွေကြေးများစုမိဆောင်မိဖြစ်လာခဲ့ပါတယ်။နောက်3ရက်အကြာမှာမောင်ကလေးဟာညကြီးကိုရွှေနဂတ်တရံနဲ့တင်တောင်းမိဖြစ်ပါတယ်။ယနေ့တော့ဒရထားများပိတ်ထားသဖြင့်မောင်ကလေးဟာမိတ်ဆွေစီဘတော်ထံကဘိုက်စကယ်စပိန်ကိုငှားပါတယ်။ထို့နောက်ညကြီးကိုတင်ကညကြီးအကြိုက်ရွှေနဂတ်ကလေးကိုဈေးကြိုမှာတွားလို့ပြီးပြီးညကြီးကြိုက်သောမင်းသားမောင်နှမောင်ပါဝင်တဲ့ဓာတ်ရှင်ကိုလိုက်ပြရန်ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။ဈေးကြိုမှာအထက်မှာပင်အိန္ဒိယဘုရားဘက်ကစီတန်းလျှောက်လာတဲ့လူအိုကြီးနဲ့မောင်ကလေးတို့စုံရပါတယ်။ထိုလူအိုကြီးကအိန္ဒိယဘုရား14ကန်းစရက်မှာလူလူအစည်းအဝေးလုပ်ပြီးအင်္ဂလိပ်အစိုးရအားစီတန်းဆန္ဒပြရန်ထွက်ခွာလာတဲ့2သိန်းကျော်သောလူအိုကြီးရှေ့ဆုံးမှာရဟန်းပြိုတို့ဥဆောင်လာပြီးကြွေးကြော်သံများကြွေးကြော်လာကြပါတယ်။ဓနရှင်အစိုးရပျက်စီးပါစေအလုသမားအရေးဖြည့်ရှင်းပြီးတခင်မျိုးဟိတို့ပမာအရေးတော်ပုံအောင်ရမည်မိတို့ရှုပ်သေရင်မြေကြီးရှင်ရင်ရွှေကြီးဘေးနဲ့ကြုံရဲကုန်ပြမိတို့ကြီးရဲ့အလင်းရောင်ဗမာပြည်ပေါင်းထွန်းမြောင်စေသာမိတို့ကြီးရောက်လေရာတိုင်းပြည်ကြေးရွာအေးပါစေသာအရေးတော်ပုံအောင်ရမည်လူကြီးရဲ့အရှိဆုံးကလက်သီးလက်မောင်းတန်းကကျုံဝါနေသောရဟန်းပြို3ပါးကိုမြင်လိုက်တဲ့အခါမောင်ကလေးဟာစပင်းကိုတွန်းရင်းငေးကြည့်နေမိပါလေထိုရဟန်းပြို3ပါးမှာသူနဲ့ကိုရင်ဘဝစာဝါလိုက်ဖို့လိုက်ဖက်များဖြစ်သောတောင်ထီးလင်းတိုက်ဥပဏိတအမရပူရမောင်းတိုက်မှမြေကျိုးဝေပုံလလွန်ငယ်သောလကအိန္ဒိယ14ကန်းစရက်မှာသူတွေ့ဆုံခဲ့တဲ့တငယ်ချင်းကေလာတတို့ဖြစ်ပါလေကိုရိုရီဟိုလူရီဟိုအများကြီးပဲဘာဖြစ်ကြတာလဲဟင်းကိုမောင်ကလေးတပိတ်လူစုကြီးတွေအများကြီးဟိုးရှိကအလံကင်လာတဲ့ကိုရိုတွေကအကိုတငယ်ချင်းတွေပေါ့ဘာများဖြစ်ကြအောင်မှာပါလဲဒုက္ခပါပဲဒီလူအိုကြီးကိုတိုးပြီးဘလို့လို့ဓာတ်ရှင်သွားပါမလဲသူတို့ကြည့်ရတာ26ဘီလန်းတိုင်းသွားမယ်ထင်ပါရဲ့အကိုတို့29လမ်းတိုင်းသွားပြီးလမ်း80တိုင်းပြန်တက်လိုက်တော့ဓာတ်ရှင်ရုံစီသွားလို့ရပါတယ်အဲ့လိုသွားကြတာပေါ့မောင်ကလေးကလူအိုကြီးတဲ့ဘိုက်စကယ်ခေါင်းတယ်ကတွန်းထိုးပါတယ်ညကြီးကကယ်ရီယာခုံကိုလက်ကကိုင်းကနောက်ကလိုက်လာပါတယ်လူအိုကြီးကတိုးမပေါက်ဟိုဘက်ဒီဘက်10မိနစ်ပဲမကြာပဲကူးနိုင်တဲ့ဘီလန်းကိုချွေးတန်တရွှဲရွှဲနဲ့သူတို့တိုးဝေကူးနေရပါတယ်လူတန်းကြီးအဆုံးမှာမောင်ကလေးချွေးတီးကြပြီညကြီးလဲရင်ပန်ကလေးကိုဖိရင်ကဲတက်မြကြီးတော်ကြနေဓာတ်ရှင်အချင်းမီမြဲနေမှာစိုးရတယ်မောင်ကလေးကနင်းပါတယ်ညကြီးကမောင်လေးရဲ့ခါကိုမရဲတရဲဖက်လျက်ကကိုမောင်ကလေးကဖုန်းကြီးလူရတာဆိုတဲ့ဘိုက်စကယ်လဲမောင်းတတ်တယ်နော်ဩမြကြီးရဲ့ကိုရင်ဘဝစလီမာနေတော့ကဒိုများဆရာတော်ကြီးကျောင်းသားမှာပို့စမန်ပန်ချာဘီကြီးတယောက်ရှိတယ်သူကအကိုကိုရင်လေးကိုချစ်လို့ညနေဆောင်ဆိုသူ့စာဖို့ဘိုက်စကယ်စီးဖို့တင်ပေးတယ်အဲ့ဒီကလေးကဘိုက်စကယ်စီးရတာပဲကိုမောင်လေးကတိတ်တော်တာပဲနော်ခိုးတော့ကမြတ်ကြီးတို့အိမ်ရှိမှာစိတ်မန်းပေါက်ကျော်ကြီးရှိဓာတ်နဲ့ပေါက်ပြီးလှစ်ခနဲပြောက်သွားတာများကိုပြောက်အတက်လားထင်ရတယ်ဘယ်ရတာမြတ်ကြီးရဲ့အကိုကိုတိုင်းတင်ပြီးတဲ့ဆရာကမှားထားတာတခုရှိတယ်တိုင်းဘလောက်တက်မင်းအခြေအနေမလိုက်ရင်ပြေးဖို့အတွက်ထွက်ပေါက်တစ်ခုကိုတော့မျက်စိရှင်းရှင်းကြည့်ထားရမယ်တဲ့ကိုရန်သူကိုတခုခုအာယုံလွဲအောင်လုပ်ပြီးအဲ့ဒီထွက်ပေါက်ကနေရအောင်ပြေးရတယ်တဲ့လေအဲ့ဒီတော့ကပေါက်ကျော်ကြီးနဲ့သူ့လူတွေကိုအကိုတယောက်တည်းဘေးရင်ဆန်နိုင်မလဲဒါကြောင့်အဲ့ဒီကိုလူတွေရောပေါက်ကျော်ကြီးပါဓာတ်ကိုအာယုံစိုက်နေတော့အကိုကတင်ကန်းချွတ်ချက်လှစ်ခနဲ့လူအုပ်ထဲဝင်ပြေးပြီးနောက်ကပြန်ထွက်လာရတာပေါ့ပေါက်ပေါက်ရှာရှာဘယ်နဲ့ကိုပြောက်ရမှာတော့မြတ်ကြီးဖြင့်အဲ့တော့ဦးစင်းလေးကကိုများပြောက်သလားဆိုပြီးတကယ်ထင်မိတာပေါ့ဒါနဲ့အဲ့လူကြီးနဲ့ကိုမောင်ကလေးရောဘာစကားတွေပြောကြတာလဲဟင်အဲ့နေကရှမ်းစကားတွေပါမြတ်ကြီးရှမ်းဆရာတွေစီမှာတိုင်းတင်လာတဲ့သူချင်းချင်းသူရိပ်မိလို့မိတာပါ
တိုင်းတက်သလားမီးတော့အကိုကတက်တယ်ပြန်ဖြေတာပါသူကပညာစမ်းလို့ရမလားဆိုတော့အကိုတိုင်းွက်ခင်းပြလိုက်တာပါအိုးဒါဆိုပေါက်ကြိုကြီးကအကိုတိုင်းွက်ကိုကြောက်သွားတယ်ထင်ပါရဲ့နော်ဟုတ်တော့ပါလေဗျာဒါဆိုအကိုကတကယ်လေကိုမပြောက်ဘူးဒုတ်ပြီးထားပြီးဆိုတော့လည်းမဟုတ်ဘူးပေါ့ဟုတ်ဘူးလေမဟုတ်ရင်ဘာဖြစ်လို့နာမည်ကြီးနေရလဲဩသူတို့ကသူတို့ရှောက်ပြောပြီးနာမည်ကြီးနေတာတော့ဘယ်တတ်နိုင်မလဲအကိုမဟုတ်ရင်လည်းမဟုတ်ချောင်းရှင်းပြလိုက်ပေါ့မရှင်းပြတာအကိုအတွက်ပိုးလုံးညုံနေမလားပြီးတော့အကိုအိမ်သူဖြစ်လာမဲ့မြကြီးအတွက်ပါပိုးလုံးညုံနေမလားမြကြီးရဲ့သူတို့အဲ့လိုထင်နေတော့အကိုတို့ကိုရမ်းမစားရဲမစော်ကားရတော့ဘူးပေါ့နှုတ်မို့ရင်တော့လားမြကြီးရဲ့အတန်တိတ်သွားပါလေပါကလေးကချွေးနဲ့ကတ်နေတော့ကိုမောင်ကလေးရဲ့အင်ကြီးစားကိုဖိကတ်ထားလိုက်ပါလေဘိုင်စကယ်ကလမ်း80ဘက်ကို꿰ဝင်လိုက်ပါလေထိုအချိန်မှာ26ဘီလန်တိုင်းချီတက်လာသောတပိတ်တအူးဟာခြေတန်းရုံရှိအရောက်မှာအင်္ဂလိပ်အရေးပိုင်း Mr. H&L ရာဇဝတ်ဝန် Mr. Rain ခရိုင်စုံတော့ဝန် Mr. David တို့ဦးဆောင်သောပလိတ်တပ်ဖွဲ့နဲ့ထိတ်တက်ရင်ဆိုင်မိကြပါလေအဖြူရောင်ရှက်လက်တို့ကာကီဘောင်းမီတို့ဂေါ်ယာအုတ်ထုပ်ကိုစောင်းကာ6လုံးမျိုးကိုကင်ထားတဲ့ခရိုင်စုံတော့ဝန် Mr. David က Go back homeဟုအော်ပြောပါလေရှေ့ဆုံးနှမ်းမှာတန်ဃာတော်များက We are armless လို့ပြန်အော်ကအလံတော်ကိုကင်ထားကြပါလေထိုအခါစုံတော့ဝန် Mr. David ကနောက်ကိုပြန်လှည့်ဝင်သွားပါလေစက္ကန့်ပိုင်းအတွင်းမှာ Mr. H&L ကတစုံတစ်ခုအမိန့်ပေးလိုက်ရာပလိတ်တပ်များမှာနောက်ကိုပြန်လှည့်ဝင်သွားပါလေပလိတ်တပ်များရဲ့နောက်မှာဒူးထောက်လျက် rifle ကိုစီနဲ့ချိန်ထားကြသောဘာမာ rifle စစ်တပ်ကိုတွေ့ကြသောအခါတပိတ်မောက်အဖွဲ့ကြီးဟာအံ့အားတင်သွားကြပါလေသို့တော့နောက်ကျသွားကြပြီရွှေကနေခရတန်နှစ်ချက်ပေါ်လာပြီးတဲ့နောက်စစ်သားများထံကတနက်တန်များဇက်တိုက်ထွက်ပေါ်လာပါလေရှေ့သုံးမှာကိုရိုနာဘာဖြစ်သောတောင်မြင်ထိနှင်းတိုင်းမှာဥပန္နိတာနဲ့ဥကီလာတတို့ခွေကနေလဲကျသွားပါလေထို့နောက်သူတို့ဘေးမှာငွေတောင်၌ဥအာလောကမှာနှစ်ဖူးတဲတဲ့ပွင့်ထွက်ပြီးလမ်းကျသွားပါလေအလံကင်ထားတဲ့ဇကုတိုင်းမှာဥဇနိတာမှာစီးကုံကိုမှန်ကာဒူးထောက်ကျသွားပါလေထိုလန်ကိုနောက်ကတက်လာတဲ့ဥဝေပုံလကတက်လူပါတယ်ဥဝေပုံလကိုထပ်မှန်ပါတယ်ဥဝေပုံလအလံကိုလက်ဆင့်ကမ်းကနောက်ကိုပြန်ပေးလိုက်ပါတယ်စစ်သားများကလည်းအလံလက်ဆင့်ကမ်းရာကိုဥဆောင်သူဟူသည်မြအသည့်နဲ့ထပ်ပြစ်ပါတယ်အလံကိုလက်လွဲယူကာနောက်ကိုပြန်ပြေးသူအမျိုးသားအတက်တင်ကျောင်းခုနှစ်တန်းကျောင်းသားမောင်ရင်အောင်ဟာကြောကုန်းကိုတနက်မှန်သဖြင့်ဒူးထောက်ကျသွားပြန်ပါတယ်တတိုင်းတိုင်းနဲ့တနက်တန်များမရမနာထွက်ပေါ်နေပါတယ်ကျုံးထိပ်ကျင်းတန်းရုံပေါက်ဖက်စီမှတနက်တန်များဇက်တိုက်ထွက်ပေါ်လာသဖြင့်မောင်ကလေးကဘိုင်စကယ်ကိုဘရိတ်ဆွဲပြီးရပ်လိုက်ပါတယ်တနက်တန်ကိုတစ်ခါမှမကြားဘူးသောမြတ်ကြီးကကြောက်လန့်ကြဖြစ်နေပါတယ်26ဘီလန်ပတ်စီကလူကြီးရဲ့အော်ဒါများကိုလည်းကြားနေရပါတယ်မောင်လေးကဘိုင်စကယ်ကိုလမ်းဘေးတစ်ပင်ရိပ်အောက်တစ်ခုစီကိုတွန်းသွားပြီးနောက်ထောက်လိုက်ပါတယ်ထို့နောက်ပစိုးကိုခတ်တူလိုပြင်ဝတ်လိုက်ပါတယ်ဖုန်းကြီးလူထွက်ဒီမှာလာပိုင်းသာရှိသေးဖြင့်မောင်ကလေးပစိုးဝပုံမှာတင်မိုင်းကြည်ကြည်ဝတ်တဲ့ပုံစံနဲ့ပို၍တူနေပါတယ်ထို့နောက်လွယ်ထဲမှာအသင့်ပြင်ထားသောဓမြောင်ကိုထုတ်ကင်လိုက်ပြီးဘီလန်ပတ်စီကိုတွားရန်ပြင်လိုက်ပါတယ်ကိုမောင်လေးမြတ်ကြီးတယောက်တည်းမနေရဘူးတော့မောင်ကလေးရဲ့ခြေလမ်းများတန့်သွားပါတယ်မြတ်ကြီးဒီမှာခဏနေကြတော့အကိုတွားကြည့်လိုက်အောင်မေပြစ်သက်ကုန်ကြပြီထင်တယ်ဟင်မြတ်ကြီးတယောက်တည်းလည်းမနေကြရဘူးကိုမောင်လေးတွားရင်မြတ်ကြီးကိုပါခေါ်သွားပါထိုအချိန်မှာဘီလန်ဘော်ကစစ်တပ်ကလိုက်လံပစ်ခတ်နေပြီးလမ်းညိုလမ်းကြားများတွေကိုဝင်ပြေးသူများအားပိတ်ဆို့ဖမ်းဆီးရန်အတွက်လူခွဲလွတ်လိုက်တဲ့ရာဇဝတ်အုပ်ကလေးဥလူတုံးနဲ့ပရိသတ်သုံးမှာပလိတ်ကားနဲ့လမ်း80တဲ့ဝင်ရောက်လာပါတယ်မြကြီးတစ်ဖက်ဓမြောင်တစ်ဖက်နဲ့ခြေလုံးချလုံးဖြစ်နေသောမောင်လေးတို့နီးမှာကားကိုထိုးရလိုက်ပါတယ်ဥလူတို့က6လုံးမျိုးတဲ့ကိုခါးကထုတ်ကာဆင်းလာပါတယ်သူ့နောက်မှာပရိသတ်သုံးကရိုင်ဖယ်ကိုစီနဲ့လမ်း80ပတ်ချာလဲမှာအခြေအနေစောင့်ကြည့်နေသောသူများဟာလမ်းဘေးအသီးသီးရှိအိမ်များထဲဝင်သွားကြပါတယ်မောင်လေးနဲ့မြကြီးသာလမ်းပေါ်မှာရှိနေပါတယ်ဟေးလက်ထဲမှာလဲဓာတ်နဲ့မင်းကကြောင်းသားလေးကလားတပိတ်ထဲကလားဥလူတို့ကတနက်နဲ့ချင်းရင်မေးလိုက်ပါတယ်ကျွန်တော်မျိုးဘယ်ကမှမဟုတ်ပါဘူးရီးစားနေတဲ့ဓာတ်ရှင်လာကြည့်ကြတာပါဒါဆိုမင်းလက်ထဲကတမျောကဘာလဲကွာမင်းဟိုအကျန်းဖတ်လို့ထဲကမလားလက်ထဲမှာဓာတ်နဲ့ဆိုတော့အန်ရရှိတယ်မင်းကိုဖမ်းတယ်ဟေးပလိတ်သားလေးဒီကောင်လက်ထိတ်ခိုက်ဟာနေပါဦးဗျာဒီမှာမယုံရင်မေးကြည့်ပါကျွန်တော်ရီးစားပါခမရတို့အရေးခင်းနဲ့ကျုပ်ဘာမှမဆိုင်ပါဘူးဟေးမလို့ချင်ဘူးဒီလောက်စကားများတဲ့ကောင်ကဲကွာဥလူတို့ကတနတ်ထင်နဲ့မောင်ကလေးရဲ့ဥကောင်းကိုအလစ်ဝင်ထုတ်လိုက်ပါလေသို့တော်မောင်ကလေးရဲ့ဓာတ်ကင်ထားသောညာဘက်လက်ဖြံကအပေါ်မြောက်တက်သွားပြီးဥလူတို့ရဲ့အချိန်နဲ့လာသောလက်ဖြံကိုစီးခံလိုက်ပါလေဥလူတို့ရဲ့အချိန်ကပြင်းသဖြင့်လက်ကောက်ဝအောက်ဘက်ကမောင်ကလေးရဲ့လက်ဖြံနဲ့ထိတာနဲ့ဖြောင်းကနေအတန်မြည်သွားပါလေလက်ထဲမှာကင်ထားတဲ့6လုံးမျိုးလေး
ဒိုင်းကနေမိုးပေါ်ကိုကြီးထွက်ခါလွတ်ကျသွားပါတယ်။မောင်လေးရဲ့ဘဲဘက်လက်ကဥလူတို့ရဲ့တံတောင်ကိုကန်လိုက်ပြီးညာလက်ကလက်ကောက်ဝတ်ကိုကလန့်ကအရှိန်နဲ့လှည့်ချလိုက်တဲ့အခါဂျွတ်ခနဲမြည်တဲ့အတူဥလူတို့ရဲ့လက်ကျိုးထွက်သွားပါတယ်။ပရိသတ်၃ယောက်မှာရိုင်ဖယ်များနဲ့ချိန်ထားတော်လဲ